speaking ရေပုံအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့တဲ့ there are 5 common kinds of painting there are ရှိတယ် 5 common kinds of တွေ့ရများတဲ့ပကြီးမျိုးစားเนาะဟုတ်တယ်တွေ့ရများတဲ့ပကြီးမျိုးစား5မျိုးရှိပါတယ်တဲ့ they ရောအဲ့ဒါတွေကတော့ watercolor painting ရေသေးပကြီး oil painting ဆိုတော့စီသေးပကြီး tempera painting ကျုပ်နှစ်ပကြီးပေါ့နော်နောက်က mural painting နိုင်ရန်ဆေးပကြီးပဲ and fresco painting ဟုတ်တယ်အင်္ဂလိပ်နိုင်ရန်ဆေးပကြီးပေါ့တကယ်တော့ရှေ့ကနိုင်ရန်အချောက်ပေါ်မှာဆွဲပြီးတော့နောက်ကနိုင်ရန်အဆူပေါ်မှာဆွဲတာနော်အဲ့လိုခေါ်တာပေါ့အဲ့ကြတော့နိုင်ဆေးပကြီးကတော့အတူတူပါပဲရမယ်နော်ဟောဘိစေတစ်ခေါက်ပြမယ် generally speaking there are 5 common kinds of painting ရေပေါ်အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့အထူးရများတဲ့ပကြီးအမျိုးအစား5မျိုးရှိပါတယ် they are watercolor painting oil painting tempera painting mural painting and fresco painting အဲ့ဒါတွေကတော့ရေစေးပကြီးစီစေးပကြီးကျုပ်နှစ်ပကြီးနိုင်ရစေးပကြီးဟုတ်ပြီနော်အဲ့တော့နောက်ကအင်္ဂလိပ်နာစေးပကြီးတို့ပဲဖြစ်ပါတယ်ရပါလားဟုတ်ပါဗျာဒါကြောင့်ပြီးအောင်ဖတ်ပြီးပါပြောတော့ဟုတ်ပါဗျာဖတ် generally speaking there are 5 common kinds of painting they are they are watercolor painting oil painting tempera painting mural painting and fresco painting they areရေစေးပကြီးရဲ့စီစေးပကြီးရဲ့ကျုပ်ပကြီးရဲ့နိုင်ငံသေးပကြီးရဲ့နိုင်ငံရေးစေးပကြီးတို့ဖြစ်ပါတယ်ဟုတ်တယ်ဒါမိုင်းစေးပြီးတော့ကြည့်စေးပေါင်းလည်းပြောင်းပြောဟုတ်ပါဗျာ watercolor painting is done on paper ရေစေးပကြီးကိုတော့တဲ့စက်ကူပေါ်မှာရေးဆွဲပါတယ်စက်ကူပြောစာရွက်ပြောကြရပြီးတော့အဲ့ဒီမှာ done တွေက painted နဲ့အတူတူပဲလို့ဆရာပြောပြီးသားနော်အဲ့တော့ရေးဆွဲပါတယ်ပဲပြောဟုတ်လား using colors အရောင်တွေကိုသုံးပြီးတော့တဲ့made from pigments ဆိုတော့အရောင်ချင်မှပြုလုပ်ထားသော mix with ဆိုတာရောတာ water only ဆိုတော့ရေနဲ့ပဲရောဆက်ထားတဲ့ရောင်ချင်များမှရရှိသောအရောင်တွေကိုသုံးပြီးစက်ကူပေါ်မှာရေးဆွဲပါတယ်ရမယ်နော်ရေသေးပကြီးအားဆိုလို့ရှိရင်ရေနဲ့သာရောဆက်ပြီးရေနဲ့ဘယ်သူနဲ့ရောတာလဲအယောင်ချေပစ္စည်းတွေနဲ့ဟုတ်လားရေနဲ့အယောင်ချေပစ္စည်းတွေနဲ့ရောဆက်ပြီးရရှိလာတော့အယောင်တွေကိုသုံးပြီးတော့ရေးဆွဲပါတယ်ရလားပြောရရင်ပါမယ် watercolor painting is done on paper watercolor painting is done on paper using colors made from pigments mixed with water only ရေသေးပကြီးဆိုတာကတော့ရေနဲ့အယောင်ချယ်တွေနဲ့ရောဆက်ပြီးရရှိလာသောအယောင်များကိုအသုံးပြုပြီးတော့စက်ကူပေါ်မှာရေးဆွဲပါတယ်ကောင်းစလိုက် watercolor painting is done on paper using colors made from pigments mixed with water only ရေစေးပကြီးအားဆိုရင်ရေနဲ့အယောင်ချယ်နဲ့ရောဆက်ပြီးတော့ရရှိလာတဲ့အယောင်တွေကိုအသုံးပြုပြီးတော့ရက်ကူပေါ်မှာရေးဆွဲတဲ့ပညာဖြစ်ပါတယ်အဲ့ဒါရေသေးပကြီးရဲ့ definition ပဲဟုတ်ပြီနော်ရေသေးပကြီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အားလားခုနောက်တစ်ခုလာမှာကစီသေးပကြီးဟုတ်ကဲ့ဗျာ oil painting is done on canvas oil painting ဆိုတော့စီသေးပကြီး is done ရေးဆွဲတဲ့ on canvas က canvas ပေါ့ canvas သိတယ်နော်ပိတ်ချမ်းစာနော်လားမြတ်တော့ဦးတော့ဆရာ canvas လို့ပြောရမှာနော် canvas ပေါ်မှာရေးဆွဲပါတယ်တဲ့ using oil color ဆိုတော့စီသေးကိုသုံးပြီးတော့ခုနကတော့ oil မပါတော့ဘူးစီသေးကိုသုံးပြီးတော့ canvas ပေါ်မှာရေးဆွဲပါတယ်လွယ်တယ်နော်လိုက်ဆို oil painting is done on canvas using oil colors စီသေးပကြီးကတော့စီသေးကိုအသုံးပြုပြီး canvas ပေါ်မှာရေးဆွဲပါတယ် so like oil painting is done on canvas using oil colors စီသေးပကြီးအားဆိုရင်စီသေးကိုအသုံးပြုပြီးတော့ canvas ပေါ်မှာရေးဆွဲပါတယ် canvas ဆိုတာပိတ်စဟုတ်ပြီနော်ပိတ်ချမ်းစာပကြီးဆွဲတဲ့ပိတ်စတွေသိတယ်မလားဟုတ်ပြီရေသေးပကြီးဆွဲတာစီသေးပကြီးဆွဲတာရေသေးကတော့စက်ကူဒီပေါ်မှာဆွဲလဲရတာပေါ့နော်စီသေးကတော့အဲ့လိုမျိုး canvas ပေါ်မှာဆွဲရတာပေါ့နောက်တစ်ခုကမေးနောက်တစ်ခုက tempera painting ကျုပ်တဲ့ပကြီးဟုတ်ပါနော် tempera painting is done usually on drying walls တော့ကျုပ်တဲ့ပကြီးကိုတဲ့အများအပြည့်တော့နိုင်ရန်အချောက်ပေါ်မှာ
ရေးဆွဲပါတယ်ဟုတ်ပြီနော် using colors အရောင်တွေကိုအသုံးပြုပြီး made from ပြုလုပ်ရရှိလာသော pigments mixed with water acrylic and glue သူကတော့၃မျိုးခုနကရေစေးတုံးကရေဖြစ်လာလေရင်ရောဆက်ထားတော့မလားဒါကြတော့ရောင်ချယ်ပစ္စည်းရဲ့ရေရဲ့ကျုပ်ညစ်ရဲ့ကော်ရဲ့ ဟုတ်ကဲ့ဗျ အဲ့လိုပြောပါလားတော့ပြန်ပြောမယ်ပြောရောင်ချယ်ပစ္စည်းရဲ့ ရောင်ချယ်ပစ္စည်းရဲ့ ရေရဲ့ကျုပ်ညစ်ရဲ့ကော်ရဲ့ရောဆက်အသုံးပြုရရှိလာသော ရောဆက်အသုံးပြုရရှိလာတော့ ရောဆက်ပြီးတော့ရရှိလာတော့အယောင်တွေကိုအသုံးပြုပြီးတော့ပြောရောင်တွေကို ရောဆက်ရောဆက်အသုံးပြုပြီးရရှိလာတော့ ရောဆက်ပြီးရရှိလာတော့အယောင်တွေကိုအသုံးပြုပြီးနာယံအချောက်ပေါ်မှာရေးဆွဲရတယ်။ဒီနေ့ကနောက်ဖို့လေးရကောင်းမလား။ဘယ်လိုသဘောရတော့ဟိုဒီအိုင်လည်းပြောခိုင်းပါလို့လေ ဟိုဆန်အဲတက်တော့ ဟုတ်လားတက်သွားပြီအဲ့ဒါလည်းဒီတိုင်းတက်နေတာကဲလိုက်ဆိုကြတော့ Tempera painting is done usually on dry walls Tempera painting is done usually on dry walls using colors using colors made from pigments made from pigments mixed with water mixed with water acrylic and glue acrylic and glue ကျုပ်နဲ့ပကြီးကတော့ ကျဲဦးနဲ့ပကြီးကတော့ ရောင်ချယ်ပစ္စည်းနဲ့ ရောင်ချယ်ပစ္စည်းနဲ့ ရေကျုပ်နဲ့ကော်တို့ဖြင့် ရေကျဲဦးနဲ့ကြော်လို့နဲ့ ရောဆက်ရရှိလာသောအယောင်တွေကိုအသုံးပြုပြီး ရောဆက်ရရှိလာတော့ရောင်တွေကိုအသုံးပြုပြီး များဖြင့်နိုင်ရန်6ပေါ်မှာရေးဆွဲပါတယ် များပြည့်နိုင်ရအောင်ပါရေးဆွဲပါတယ် ရမလား ရ So tempera painting is done usually on dry walls Tempera painting is done usually on dry walls using colors made from pigment mixed with water acrylic and glue ကျဲဦးနဲ့ပကြီးအားဆိုရင် ရောင်ချယ်ပစ္စည်းနဲ့ ပစ္စည်းရဲ့ကျဲဦးရဲ့ကော်ရိုရဲ့ရောချက်ပြီးတော့ရရှိလာတဲ့ရောင်တွေကိုအသုံးပြုပြီးအများအားဖြင့်လည်းရန်ချုပ်တွေမှာရေးဆွဲပါတယ် ဟုတ်တယ်However,ဒါပေမဲ့လို့လည်းပဲတဲ့ mural painting is done by brushing watercolor into the dry plaster of all ကနှစ်ခုဟုတ်လား ဟုတ်တယ် အေးဟုတ်တာပဲ sorry အဲ့ဒါတော့ပြန်ပြီးတော့ပြောမယ် mural painting and fresco painting ဟုတ်လား mural painting and fresco painting are both painting on walls အဲ့တော့နိုင်ရစေးပကြီးရောအင်္ဂလိပ်နန်စေးပကြီးရောကနိုင်ရန်ဒီပေါ်မှာ ရေးဆွဲပါ ရေးဆွဲပါလေနှစ်မျိုးစလုံးကနန်ဒီပေါ်မှာရေးဆွဲပါဒါလည်းပါလေရမယ်နော် ဟုတ်ပါဗျာ Like so, mural painting and fresco painting are both paintings on walls. Mural painting and fresco painting are both painting on walls. နိုင်ရစေးပကြီးနဲ့ နိုင်ငံစေးပကြီးနဲ့ အင်္ဂလိပ်နန်စေးပကြီးနှစ်မျိုးလုံးကအ င်္ဂလိပ်နိုင်ငံစေးပကြီးနှမျိုးလုံးက နန်ဒီပေါ်မှာရေးဆွဲပါတယ် နိုင်ငံပေါ်မှာရေးဆွဲပါတယ် So like mural painting and fresco painting. Mural painting and fresco painting are both painting on walls. နိုင်ငံစေးပကြီးနဲ့အင်္ဂလိပ်နိုင်ငံစေးပကြီးအားဆိုရင်နိုင်ငံပေါ်မှာရေးဆွဲပါတယ် ရလားပြော ဟုတ် ရရနောက်တစ်ခုကြည့်နောက်တစ်ခုက how never ဒါပေမဲ့လည်းပဲနှစ်မျိုးပြန်ခွဲပါလေ ဟုတ် Mural painting is done by brushing watercolor. နိုင်ရစေးပကြီးရိုးနိုင်စေးပကြီးကိုပြောနေရနော် ဟုတ်ကဲ့ အဲ့တော့ရိုးနိုင်စေးပကြီးอ่ะဆိုရင် by brushing watercolor onto the dry plaster of all အဲ့တော့6သွေးတဲ့နိုင်ရန်ပေါ်မှာတဲ့ရေစေးကိုရေဆွဲခြင်းအပြင်နော်ရေစေးတွေကိုတုံးလင်းခြင်းအပြင်ရေဆွဲထားပါတယ်တဲ့ဟုတ်လား ဟုတ် ပြန်ပြောမယ်ဒါပေမဲ့ဟောင်းနေပါကိုပြောနေတာ ဟုတ် mural painting ရိုးနိုင်စေးပကြီးကဆိုရင် instant ကရေဆွဲပါတယ်ပဲပြန်မယ် by brushing ကရေချစ်ခြင်းအပြင်တုံးလင်းခြင်းအပြင်မင်းကြရပြော watercolor ရေစေးကို onto the dry plaster of all 6သွေးတဲ့နိုင်ရန်ပေါ်မှာဟုတ်လားအဲ့တော့ရေစေးကို6သွေးတဲ့နိုင်ရန်ပေါ်မှာတုံးလင်းခြင်းအပြင်ရေဆွဲပါတယ်ရမလားပြော ရရ ရလိုက်ဆိုလိုက်တော့ however However mural painting is done Mural painting is done by brushing watercolor by brushing watercolor into the dry plaster of all into the dry plaster of the wall ဒါပေမဲ့ ဒါပေမဲ့ ရိုးနိုင်ရစေးပကြီးက ရိုးနိုင်ငံစေးပကြီးက 6သွေးတဲ့နိုင်ရန်ပေါ်မှာ 6ရက်နိုင်ငံပေါ်မှာ ရေစေးကိုတုံးလင်းခြင်းအပြင်ရေဆွဲပါတယ် ရေခဲကိုတုံးလင်းများပြီးရေးဆွဲပါတယ် ဆိုလိုက် however mural painting is done However mural painting is done by brushing watercolor into the dry plaster of the wall
ဒါပေမဲ့ ဒါပေမဲ့ယူရိုနေရာဆေးပကြီးကဆိုရင်ကြောင်းသွင်းနေပေါ်မှာရေးဆေးပကြီးသုံးပြီးတော့ရေးဆွဲပါတယ် ဟုတ်ပြီရေသေးကိုသုံးပြီးတော့ရေဆွဲတယ် ပါတယ် ရမယ်နော် ဟုတ် တကယ်တော့နောက်ဆုံးဒီဖက်မှာရောက်မှာနော်ဆိုရတာရှည်သွားမှာဆိုလို့ဒီခုဖက်မှာလည်းအဲ့စာကြောင်းရဲ့ ဆက် ဆက်ပဲနော် ဟုတ်ဗျာ တောက်လျှောက်ကြများပါမှာဆိုလို့ white fresco painting is done အင်္ဂလိပ်နာဆေးပကြီးကို is done ရေးဆွဲပါတယ် by rapidly brushing watercolor သူကြ rapidly လေးတိုးလာတယ်ဟုတ်လားမြန်မြန်ရွေးချယ်ခြင်းအပြင်မြန်မြန်သုံးလင်းခြင်းအပြင်ဟုတ်ပြီနော် only the wet blaster of ခုနက dry လေ ဟုတ် ခုတော့ wet အားမလား ဟုတ် နိုင်ရန်အစိုးပေါ်မှာတဲ့ရေသေးတွေကိုအလင်းအမြန်တုပ်လင်းပြီးတော့ရေးဆွဲပါတယ်တဲ့အဲစိတ်သွားအောင်လို့ဟုတ်ပြီနော် ဟုတ်ဗျာ အဲ့တော့နောက်တစ်ခုပြောတဲ့အတိုင်းက white fresco painting အင်္ဂလိပ်နိုင်ရန်စေးပကြီးကတော့လိုက်ပါစအင်္ဂလိပ်နိုင်စေးပကြီးကတော့ အင်္ဂလိပ်နေရာဆေးပကြီးကတော့ နိုင်ရန်အစိုးပေါ်မှာ နိုင်ရဆိုပေါ်မှာ ရေသေးကို ရေးဆေးကို အလင်းအမြန်တုပ်လင်းပြီးရေးဆွဲပါတယ် အလင်းရံရတော့လေးပြီးတော့ရေးဆွဲပါတယ် ရမလားပြော ဟုတ်ပါဗျာ ဒါဆိုအစာအစုမောင်းလိုက်တော့မနော် ဟုတ်ဗျာ အဲ့ဆိုမယ် however ဟောင်းနေပါ Mural painting is done by brushing watercolor Mural painting is done by brushing watercolor onto the dry blaster for onto the white plaster of a wall. white fresco painting is done White fresco painting is done by rapidly brushing watercolor by rapidly brushing watercolor onto the wet blaster for onto the white plaster of the wall. ဒါပေမဲ့ ဒါပေမဲ့ ရိုးရိုးနိုင်ရန်စေးပကြီးက ရိုးနေရာဆေးပကြီးက 6သွေးတဲ့နိုင်ရန်ပေါ်မှာ 6လေးရဲ့နေရာပေါ်မှာ ရေစေးကိုတုပ်လင်းပြီးရေးဆွဲပါတယ် ရေးဆေးကိုတော့လေးပြီးတော့ရေးဆွဲပါတယ် ပြီးတော့ ပြီးတော့ အင်္ဂလိပ်နိုင်ရန်စေးပကြီးကတော့ အင်္ဂလိပ်နေရာဆေးပကြီးကတော့ နိုင်ရန်အဆူပေါ်မှာ နေရာဆိုပေါ်မှာ ရေစေးကို ရေးဆေးကို အလင်းအမြန်တုပ်လင်းပြီးရေးဆွဲပါတယ် အလင်းရံတော့လေးပြီးတော့ရေးဆွဲပါတယ် ရပါလား ဟုတ် ဆိုကြည့်တဲ့မမလေးဆိုဟောင်းလေးပါ However, mural painting is done by brushing watercolor onto the dry plaster of the wall. While fresco painting is done by rapidly brushing watercolor onto the white plaster of the wall. ဒါပေမဲ့ရိုးရိုးနဲ့ရေးပကြီးကတော့6ပြည့်နေရာပေါ်မှာရေးသေးကိုတုံးပြီးတော့ရေးဆွဲပါတယ်တို့ဒါပေမဲ့ ဒါပေမဲ့ပြပြင်း အင်္ဂလိပ်နဲ့ဆေးပကြီးအားဆိုရင်ဖြင့်စိုးစိုးတဲ့နေရာပေါ်မှာနေရာဆေးရေးဆေးကိုနည်းနည်းတော့တုံးလေးပြီးတော့ရေးဆွဲပါတယ် ရလားပြော ဟုတ်ပါ အဲ့နှစ်ခုကတကယ်တော့ကြည့်လိုက်တူတူပဲနော် ဟုတ်ပါ အပေါ်က vibration watercolor rapidly မပါတာပဲ ဟုတ်ပါ အောက်ကကျတော့ rapidly လေးတူလာရနော် ဟုတ်ပါ အပေါ်ကကျတော့ dry blaster of ဟုတ်တယ်မလား ဟုတ် အောက်ကကျတော့ Wet blaster of wall အဲ့ဒါတစ်ကြောင်းနားလဲသွားရင်နောက်တစ်ကြောင်းလဲနားလဲတာပဲရမလားပြော ရပါဗျ ဟုတ်ပြီရပြီဆိုလို့ရှိရင်ဒီနေ့ဒီနေ့နဲ့ရလိုက်တော့မယ်နော် ဟုတ်ပါဗျ ဟုတ်ပြီ